စစ်လော်ရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့မှာဗီဒီယိုအများကြီးလုပ်ပေးခဲ့တယ်ပေါ့နော်ခုမှစပြီးကစားမဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းကတော့ဆရာကြီးတွေအတွက်ကိုလုံးဝမပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆရာကြီးတွေကကြွန့်ကျင်ပြီးသားတွေကျွန်တော်ကခုမှစတင်ပြီးစောမဲ့လူတွေကစားနေနေမှာပေါ့နော်လုံးဝကြွန့်ကျင်မှုမရှိသေးဘဲနဲ့ရှုံးနေတဲ့လူတွေအတွက်ကိုကျွန်တော်ကစားပုံကစားနည်းတွေစားချိန်ပုံချိန်နည်းတွေစားလိုက်ပုံလိုက်နည်းတွေအများကြီးပေါ့နော်ကျွန်တော်ပြောပြခဲ့တယ်ပေါ့โอเคဒါတွေကလည်းကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေနဲ့ရှင်းပြီးတော့ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုကျွန်တော်တင်ပြပေးခြင်းပဲဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့ကလိုက်လောက်တာမလောက်တာကကျွန်တော်အပိုင်းမဟုတ်ဘူးပေါ့နော်ကျွန်တော်အပိုင်းကတော့ကျွန်တော်တင်ပြမယ်မိတ်ဆွေတို့ကိုဒီလိုလောက်ရတယ်ဒီလိုသွားရတယ်ကျွန်တော်ပြောပြမယ်ပေါ့နော်ဒီလောက်ပါပဲကျွန်တော်ရဲ့လင်းရနေပြီးတော့ဝင်ပြီးတော့မိတ်ဆွေတို့အကောင့်ဖွင့်သွားကစားပါလို့လေကျွန်တော်တခါမှမတိုက်တွန်းခဲ့ဘူးပေါ့နော်မဖြစ်ဆွဲခဲ့ဘူးပေါ့နော်ပြောရရင်တော့ကျွန်တော်ကဘယ်လိုပြောမလဲအေဂျင့်စစ်ကြီးဝင်လုံးမှာမဟုတ်ဘူးနော်အေဂျင့်စစ်ကြီးဝင်လုံးမှာမဟုတ်ဘူးအေဂျင့်တခုအနေနဲ့လည်းကျွန်တော်လုပ်နေတာမဟုတ်ဘူးကစားရင်းထဲမှာရှုံးနေတဲ့လူတွေဒီဆက်လော်ဒီကိုမှစပြီးကစားချင်ပါတယ်ဆိုတဲ့လူအဆင်ပြေအောင်လို့ကျွန်တော်ကနီးပေးလမ်းပြပြီးလုပ်ပေးတာတခုပဲရှိတယ်အဲ့တော့ကျွန်တော်ချပြီးတဲ့ link ကနေပြီးတော့ကျွန်တော်ရဲ့ Telegram ကိုရောက်လာတဲ့အားလုံးကကျွန်တော်စီမှာပါရနိုင်မလဲဆိုရင်ကျွန်တော်စီမှာအကောင့်ဖွင့်နေရှိမယ်နော်ငွေသွင်းနေရှိမယ်ငွေထုတ်နေရှိမယ်ပြီးတော့စားလိုက်ပုံလိုက်နေစားခွဲပုံခွဲနေနော်ဒါတွေရှိမယ်အဲ့ဒီအပြင်ကိုမှအချိန်ကြီးရှိမယ်ကျွန်တော်တို့နဲ့တို့စကားပြောနိုင်ဖို့တော့ကိုကျွန်တော်က group လေးလည်းဖွင့်ပေးထားသေးတယ်ပေါ့နော်ပြီးတော့signal ball ပေါ့နော် signal ball နဲ့ပတ်သက်တဲ့ဟာတွေရှိမယ်အရင်ကတော့ဘောတစ်ခုရှိတယ်အဲ့ဘောကအချမ်းပြတ်သွားတယ်ပေါ့နော်ခုနောက်ပိုင်းမှာ second generation ဆိုပြီးတော့ဘောအသေးတစ်ခုပေါ်တယ်အဲ့ဒီဘောကိုလည်းခက်ခဲမရှိသုံးလို့ရအောင်ကျွန်တော်ကလမ်းညွှန်ပေးမယ်ပြီးတော့ကျွန်တော်ရဲ့ channel မှာစက်နဲ့ပတ်သက်ပြီးတော့လမ်းညွှန်တူတွေအများကြီးကျွန်တော်တက်နိုင်တဲ့လောက်စုပြီးတော့တင်ပေးထားတယ် signal ပြတဲ့ channel တွေလည်းကျွန်တော်တင်ပေးထားတယ်နော်ငွေထုတ်အဆင်မပြေမှုရှိနိုင်လို့ဆိုရင်လည်းဒါတွေကိုအဆင်ပြေအောင်လို့ဘယ်လိုဆက်သွယ်ရမလဲဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုလည်းကျွန်တော်တင်ပြပေးထားတယ်ပေါ့နော်ဒါကြတော့ကျွန်တော်စီမံရနိုင်တဲ့အရာတွေပေါ့နော်နောက်ထပ်စက်ကနေပြီးတော့ update အသစ်တွေထွက်လာမယ်ဆိုရင်ကျွန်တော်ဒါတွေကိုတင်ပေးသွားဖို့ဖြစ်တယ်ပေါ့နော်ပြီးရင်ဒါတွေကကျွန်တော်စီရနိုင်နေတာပေါ့ကျွန်တော်စီမံမရနိုင်တဲ့အရာတွေလည်းရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့တခါလေးပြောပြပေးသွားမယ်ပေါ့နော်မိတ်ဆွေတို့ရဲ့ငွေသွင်းငွေထုတ်အကျိန်ဘောနက်တွေပေါ့နော်ဘောနက်တွေကျွန်တော်စီမှာတော့ရှောက်လို့မရဘူးဒါပေမဲ့ရှောက်လို့ရမယ့်နေရာကိုကျွန်တော်ကလမ်းညွှန်ပေးမယ်နောက်တစ်ခုကငွေအမောက်ဘလောက်ထိုးရင်ငွေအမောက်ဘလောက်ထိုးပြီးပွဲစားတိုက်ဘလောက်နိုင်ရင်ရမယ်ဆိုတဲ့ဘောနက်တွေကိုလည်းကျွန်တော်ကိုယ်တိုင်ရှောက်မပေးဘူးအဲ့တော့ရှောက်ပေးနိုင်မယ်လူကိုကျွန်တော်ကလမ်းညွှန်ပေးမယ်ဒီကကျွန်တော်စီမှာမရနိုင်တာကတော့ဘာလဲဆိုရင်စက်နဲ့ပတ်သက်ပြီးတော့ဟတ်လို့ရနိုင်တဲ့ဟတ်တွေကိုကျွန်တော်စီမှာလာမတောင်းပါနဲ့ကျွန်တော်စီမှာဟတ်လုံးဝမရှိပါဘူးเนาะဟတ်အပ်တွေကျွန်တော်မပေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဟတ်တွေကိုသုံးဘူးရပေါ့နော်လူများစီကဝယ်သုံးတာတွေလည်းရှိတယ်ကျွန်တော်ကိုယ်တိုင်တခြားစီမှာအကောင့်တွေအသေးသေးတွေဖွင့်ပြီးတော့ဟတ်တွေပြုသုံးတာတွေရှိတယ်ပေါ့နော်ဒါရန်ဟတ်တယ်ဆိုတာအမှန်ကန်ဟတ်ပေးနိုင်မှာဟတ်လို့ခေါ်တာနော်အဲ့တော့တစ်ပွဲလဲရှုံးတယ်နှစ်ပွဲလဲရှုံးတယ်သုံးပွဲလဲရှုံးတယ်ခုနှစ်ပွဲရှစ်ပွဲအထိရှုံးတယ်ဆိုတာဒါဟတ်မဟုတ်တော့ဘူးနော်ခံမှန်းကြီးပေါ့နော်ခံမှန်းကြီးပဲကျွန်တော်ကတော့သတ်မှတ်တယ်ပေါ့နော်စက်တစ်ခုကိုသူကခံမှန်းလိုက်တယ်အဲ့ခံမှန်းမှုအတိုင်းကိုကျွန်တော်တို့ကလိုက်ထိုးတယ်အဲ့တော့ခံမှန်းမှုချင်းအတူတူပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ကိုယ်ပိုင်ခံမှန်းတာကအဲ့ဒီစက်တွေကပို့ပြီးတော့တာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်စီမှာဟတ်တွေလုံးဝမပေးပါဘူးเนาะရှိလည်းမပေးပါဘူးခုနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ကျွန်တော်ကိုစင်နယ်ပြလို့တောင်းဆိုခဲ့ပြီးတော့ရှိတယ်ပေါ့နော်ဒါမျိုးကျွန်တော်ကအရင်ကလုံပေးနေကြခဲ့တာဒါမျိုးပြီးတော့တောင်းဆိုရတဲ့လူတွေတော်တော်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်ထားတဲ့ group ကိုဝင်ပြီးတော့ချိန်ပါကျွန်တော်ဒီ YouTube channel မှာကျွန်တော်ရဲ့စင်နယ် group တွေပေါ့နော်အရင်တော့စကားပြောဖို့ဆိုဖွင့်ပေးထားတဲ့ group လေးမှာပဲကျွန်တော်ကဝင်ပြီးတော့စင်နယ်ပြပြီးမယ်မနက်9:00 နာရီခွဲကနေပြီးတော့ညနေ3:00 နာရီအထိပေါ့နော်ဒါလည်းတခြားဆရာကြီးတို့ပြနေတဲ့အချိန်နဲ့နည်းနည်းလေးလွှဲပြီးတော့ကျွန်တော်ပြပေးရတယ်ပေါ့နော်သူတို့စီမှာဝင်ကြည့်ပြီးတော့ထိုးပြီးတော့သူတို့ဆင်းသွားတဲ့အချိန်မှာမိတ်ဆွေတို့ဘာလုပ်အောင်မသိဘူးဆိုရင်ကျွန်တော် channel ကိုလာပြီးတော့စင်နယ်ကြည့်ပြီးထိုးနိုင်ပါတယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်မိတ်ဆွေတို့အတွက်ကိုသက်သက်ကိုအချိန်ပေးပြီးလုပ်ပေးရပါတော့နော်ကျွန်တော်မှာတခြားလူတွေလို့ channel အများကြီးလည်းမရှိဘူး group တွေအများကြီးလည်းမရှိဘူးကျွန်တော်ရဲ့မောင်မိုးဆွေဆိုတဲ့ channel တစ်ခုရဲ့မောင်မိုးဆွေရဲ့ group တစ်ခုရဲ့โอเคဒါပဲရှိတယ်ပေါ့နော်အဲ့တော့က
channel မှာတော့ကျွန်တော်မိတ်ဆွေတို့တည်တင်တည်သမျှတည်တင်တည်ထိုက်တာတွေကိုကျွန်တော်တင်ပြပေးသွားမယ်နော် group မှာလည်းအလင်းတင်တင်တယ်လို့တင်ပေးသွားမယ်နော်ကျွန်တော်စင်နဲ့ပြပေးဖို့ကဒီ group တစ်ခုမှာအဲ့တစ်ခုပဲရှိတယ်ကျွန်တော်အဲ့တစ်ခုမှာလည်းကျွန်တော်ပြပေးမှာဖြစ်တယ်နော်မိတ်ဆွေတို့ကဒါလေးကိုကျွန်တော်ကလာတော့ပြပေးတာအဲ့တော့မိတ်ဆွေတို့ကတော့စားကိုစောင့်ထားရမှာဖြစ်တယ်ပေါ့နော်ဘယ်စင်နဲ့ group မှာပဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတို့ကစားဆောင်ရမှာပဲကျွန်တော်စီမှာမဟုတ်ဘူးတခြားမှာစင်နဲ့သွားကြည့်ရင်လည်းစားဆောင်ပြီးတော့လိုက်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စီမှာကြည့်ချင်တယ်ဆိုရင်လည်းစားပြီးတော့အနည်းဆုံး9ချိန်ကဆောင်ခဲ့ပြီပေါ့နော်ကျွန်တော်ဘယ်လိုပုံစံနဲ့ပြပြီးမလဲဆိုတာကိုလည်းဒီမှာတစ်ခါလေးပြောပြပေးပါမယ်ကျွန်တော်ကစားကိုကျွန်တော်ကစားတိုင်းမှာ9ချိန်စားပဲထားလို့ရှိတယ်ပေါ့နော်10ချိန်အထိကိုကျွန်တော်ထားလို့မရှိဘူးအဲ့တော့ကျွန်တော်ကစားကို9ချိန်အထိသွားမယ်9ချိန်ရှုံးသွားရင်ကျွန်တော်အစားကနေပြီးတော့ပြန်စမှာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့က10 9ချိန်ကနေကျော်ပြီးတော့10ချိန်9ချိန်10ချိန်အထိလက်ဆက်လိုက်ခြင်းလည်းလိုက်ပေါ့နော်ဒါကျွန်တော်မယုံမလုံးပြောပြတာဒါစား9ချိန်အထိမရောက်အောင်တော့ကျွန်တော်အသက်နိုင်လို့နော်မိတ်ဆွေတို့ကိုပြပေးတော့မှာဖြစ်တယ်ပေါ့နော်ကျွန်တော်တိတိကျကျကိုကစားပေးသွားမယ်အဲတော့အတူတူကစားခြင်းလည်းဆိုရင်ကျွန်တော်ရဲ့ group channel လေးကိုပါပြီး join ထားပြီးကိုကျွန်တော်တောင်းဆိုရပေါ့နော်ကျွန်တော် channel ကလူသိသိမများဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောရရင်တော့ agent တယောက်ပြီးသားလုံးနေတာမဟုတ်တဲ့အတွက်လူသိသိမများဘူးအဲတော့ member နည်းတယ်ပေါ့နော်အဲ့တော့ကစားခြင်းလည်းဆိုရင်လည်းလာပါဗျာနော်ကစားမကစားခြင်းဆိုရင်လည်းမလာပါနဲ့အဲ့တော့တယောက်တည်းရှိရင်တယောက်တည်းကိုကျွန်တော်ပြပေးသွားမယ်တယောက်မှမရှိဘူးဆိုရင်တယောက်မှမရှိဘူးဆိုရင်လည်းကျွန်တော်ကစင်နဲ့ပြတာကိုပြထားလိုက်မယ်ပေါ့နော်တော့သူ့အချိန်နဲ့သူပေါ့နော်ကျွန်တော်တင်ပေးမယ်သူ့အချိန်နဲ့သူတင်ပေးလို့မှစောင့်မဲ့လို့မရှိရင်လည်းကျွန်တော်ရထားမယ်စောင့်မဲ့လို့တယောက်တည်းရှိရင်တော့အဲ့တယောက်တည်းကျွန်တော်ပြပေးသွားမှာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီလိုပြပေးသွားမှာကဘာမှအခကြီးငွေတောင်းတာလည်းမရှိဘူးပေါ့နော် free ပေါ့ကျွန်တော်ရဲ့ link ကနေဖွင့်ပြီးတော့ဝင်ပြီးကစားတဲ့လူတွေမှလာပြီးကြည့်လို့ရမယ်လို့ကျွန်တော်မဆိုလို့ဘူးအကုန်လုံးလာပြီးတော့ကစားလို့ရတယ်ရှုံးနေတဲ့လူတွေကျွန်တော်ရဲ့တူကစားခြင်းနဲ့ဆိုရင်လည်းလာခဲ့လို့ရတယ်အဲ့တော့ကျွန်တော်နိုင်ရင်ခင်ဗျားတို့လည်းနိုင်မယ်ကျွန်တော်ရှုံးရင်ခင်ဗျားတို့လည်းရှုံးမယ်ဒါကတော့ကျွန်တော်ကြိုးပြီးတော့ပြောထားတာဖြစ်တယ်နော်အဲ့တော့မင်းစီမှာကြည့်ပြီး like ထိုးပြီးတော့ရှုံးသွားပါတယ်ဆိုတော့ကျွန်တော်အပြည့်လာမပြောနဲ့ကျွန်တော်ကတော့မိတ်ဆွေကိုနိုင်အောင်လုပ်ပေးမှဖြစ်တယ်နော်နိုင်အောင်လုပ်ပေးမှဖြစ်တယ်ဒါပေမဲ့အမှန်မတင်ဆိုတာဖြစ်တတ်တယ်ရှုံးလဲရှုံးနိုင်တယ်အဲ့တော့ကျွန်တော်လည်းပြောချင်တာတော့ဒီလောက်ပါပဲအဲ့တော့ comment မှာကျွန်တော်ချပေးထားမယ်ပေါ့နော်ဒီကျိုးရဲ့ comment မှာကျွန်တော်ရဲ့ channel ရောကျွန်တော်ရဲ့ group ရောကျွန်တော်စကားပြောဖို့တိုင်ပင်ဖို့ကျွန်တော်ရဲ့ channel လေးရောပေါ့နော်ဒါတွေကိုကျွန်တော်လုပ်ပေးထားမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒါလာပြောပြရပါ